ဘိတ်သုံးဘိတ်ချွန်းသုံးချွန်းတွေ့သုံးတွေကဘာကောင်းတာလဲဗျာတဲ့ဘာကောင်းတာလဲဗျာဆိုတော့ကျွန်တော်ကတော့မှန်တိုင်းဝန်ခံရရင်အဲ့ဘိတ်သုံးဘိတ်ချွန်းသုံးချွန်းတွေ့သုံးတွေကိုပဲမသိဘူးဗျို့ကျွန်တော်ကပဲဘုသူဒ္ဓနေသလားတော့မပြောတတ်ဘူးပေါ့ဗျာတကြောင်တစ်ခါတာတေဝါတပုတ်ဆန်းဆိုလိုပဲနွားအကြောင်းရာတွေကလည်းအမျိုးမျိုးပါပဲဒီအကြောင်းတွေကိုတော့ကျွန်တော်မကြားဘူးပါဘူးဗျကျွန်တော်ကြားဘူးတာကတော့ကျဲသုံးကျဲကျင်းသုံးကျင်းပြင်းသုံးကျင်းဆိုပြီးတော့ဒီချက်တွေကိုပဲကျွန်တော်သိပါတယ်ဗျာကျဲသုံးကျဲဆိုတာကတော့ထိတ်ကြရမယ်ရင်စုံကြရမယ်ချစ်ခုံကြရမယ်ပေါ့ဗျာကျင်းသုံးကျင်းဆိုတာကတော့နှာပေါက်ကျင်းရမယ်ခွာပေါက်ကျင်းရမယ်ဖင်ပေါက်ကျင်းရမယ်ပေါ့ပြင်းသုံးကျင်းဆိုတာကတော့နှာမုတ်တံပြင်းရမယ်ခွာတံပြင်းရမယ်နမိခတ်တံပြင်းရမယ်ဆိုပြီးတော့ဒီလိုလေးတွေကြားဘူးတာပေါ့ဗျာကျွန်တော်ရဲ့ညီကိုပြောတဲ့ဘိတ်သုံးဘိတ်ချွန်းသုံးချွန်းတွေ့သုံးတွေ့ဆိုတာကတော့ကျွန်တော်လည်းမကြားဘူးဗျတကယ်လို့ညီကိုသိတယ်ဆိုလေအဲ့ဒီအကြောင်းအရာလေးကိုမျှဝေပေးခဲ့ပါအောင်ဗျာကျွန်တော်ကတော့အဲ့ဒီအကြောင်းအရာကိုမကြားဘူးပါဘူးဗျအဓိကကတော့ကျွန်တော်တို့နယ်ဘက်မှာသိကြတာကတော့နွားသမားအများစုသိကြတာကတော့ကျဲသုံးကျဲကျင်းသုံးကျင်းပြင်းသုံးပြင်းဆိုပြီးတော့အဲ့ဒီအခြေခံချက်လက်လေးတွေကိုပဲအများစုကတော့သိကြတာပါဗျာဒီအခြေခံချက်လက်လေးတွေကိုပိုင်နိုင်သိမယ်ဆိုရင်တော့နွားသမားတွေအတွက်ကတော့တော်တော်လေးအခြေခံချက်လက်အနေနဲ့ပြည့်စုံသွားပြီပေါ့ဗျာကျန်တဲ့ဆရာကြီးတွေအဆင့်ကတော့အဲ့ဒီနောက်မှပဲဆက်လက်ပြီးလေ့လာရပါလိမ့်မယ်လို့အဓိကကတော့ကျဲသုံးကျဲပြင်းသုံးကျင်းပြင်းသုံးပြင်းဆိုတာကိုဆိုတဲ့အခြေခံချက်လက်လေးတွေကိုကောင်းကောင်းနားလည်မယ်ဆိုရင်တော့ကျွန်တော်တို့နွားလောကမှာတော်တော်လေးအဆင်ပြေနေပါပြီလို့ပြောပြစီခင်ဗျာကျွန်တော်ရဲ့ညီကိုပြောတဲ့ဘိတ်သုံးဘိတ်ချွန်းသုံးချွန်းတွေ့သုံးတယ်ဆိုတဲ့အကြောင်းအရာလေးကိုညီကိုတို့နယ်ဘက်ကနွားသမားတွေကိုမင်းမြန်ပြီးတော့ပြန်လည်မျှဝေပေးပါအောင်လို့တောင်းဆိုပြရစီဗျာ